ဒီနေ့တော့ဒုထောက်ရီမြစ်ကိုတွားလှည့်ပြခဲ့ပါတယ်မြစ်ဘေးကိုရောက်တော့ပေါ့နော်တချင်းဆိုကိုပေါက်တီလေးယူသွားတယ်ဆိုတော့ကိုယ့်ရဲ့တချင်းလေးတွေနည်းနည်းပါးပါးဆိုလိုက်ပါသေးတယ်ပြီးတော့ရေထဲကိုတော့ဆင်းကြည့်လိုက်တယ်ပေါ့နော်ရေကတော့မချိုးတော့ပါဘူးအဝတ်စားဖို့လည်းမပါသွားတာရဲ့ပြီးတော့ငကူတွေကမှတိတ်မဖြူတဲ့အသားတွေပေါ့နော်ပိုမဲသွားမှလည်းကြောက်လို့ပါပြီးတော့ရေကတော့အရန်အေးပါတယ်တောင်ကျရေဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အရင်တော့ဒုထောက်ရီမြစ်ကိုပေါ့နော်တချင်းချင်းမှာပဲကြားခဲ့ပူတာပါဒီနေ့တော့အဲ့ဒုထောက်ရီမြစ်ကိုတကယ်ပဲရအောင်သွားဖို့ခဲ့ပါပြီလို့အဲ့တော့ရေလေးတွေကလည်းပေါ့နော်ကြည်စိမ့်ပြီးတော့မှညှို့မှိုင်းနေတဲ့တစ်ပင်လေးတွေနဲ့အရန်ကိုလွမ်းစရာကောင်းပါတယ်လို့အဲ့တော့ကျစုကတော့ရေတော့မစင်းချိုးတော့ပြီမဲ့ပေါ့နော်ဟိုတက်လိုက်ဒီတက်လိုက်နေတော့အဲ့လိုမျိုးရှောက်ပြီးတော့ဆော့ခဲ့ပါတယ်လို့အဲ့တော့ဒုထောက်ရီမြစ်ကိုတွားလေပါရေးဆိုတဲ့အကြောင်းလေးလာပြောပြတာပါအားလုံးချစ်ပါရှင်ချောဆွေရွှေကြီးပါ